ဒါဦးလေးပေါ်ရွှေဟုတ်တယ်နော်ဟုတ်ဦးလေးဒါလွတ်လိုက်လို့ရှင်ပြောတယ်သမီးတို့စီကယူထားတာတနည်းလောက်တော့ရှိပြီငွေလေးလာပြီးတော့ယူခိုင်းလို့သမီးကလာယူတာလက်လုံထားလဲကြာပြီလေဟုတ်တယ်အန်တီလောင်းပြောတော့အလုံးပေါင်း22သိန်းအဲ့တော့လုပ်ပေးမယ်လေဟုတ်ကဲ့ဟုတ်အဲ့တော့ကလေးမြာသိန်းမှာဟုတ်လားသမီးကလည်းတစ်နှစ်ကျော်လောက်ရှိပြီဆိုတော့လေအဲ့ဒါကြောင့်မို့သမီးတို့လွတ်လိုက်လို့ဟုတ်လားတားလေးကဒီနေ့အဲ့လိုမျိုးလာမယ်လို့တော့ပြောထားတယ်မလားပြောတယ်အဲ့ဒါလာမယ်လို့ပြောတယ်သတင်းပါလို့ကိုပြောဟုတ်လားဟုတ်အင်ကြီးလေးတော့အစင်မပြေလို့ဆိုပြီးတော့သမီးတို့စီကခဏလှည့်ထားတာအေးပေါ့အဲ့ဒါကြောင့်မို့လို့လာလိုက်တာသမီးကလည်းဟုတ်အဲ့ဒါညီအဲ့ဒါလို့စီရင်တောင်းတော့တောင်းပေါ့ဟုတ်ဒီလောင်လုပ်ပြီးမယ်ဟုတ်လားသမီးကလည်းကြားနေပြီဆိုတော့လေအဲ့ဒါအခုကတော်တော်လေးလည်းကြားနေဆိုလွတ်လိုက်လို့လေနော်အေးဟုတ်တောင်းတော့မို့တော့ဒါတော့ခြာကြည့်ရအောင်တောင်းဟုတ်ကဲ့ဟုတ်အခုကအဆင်မပြေဘူးလားအေးလေမပြေဘူးလေခုတော့ဒီကချုံထားတာလေကလည်းမပြေဘူးတနေ့ခွဲလောက်တော့ရှိပြီသမီးတို့စီမှာဟုတ်တယ်ဂိမ်းနေစော်တာလေဒီဆုံးတာပြောပြဘူးလားသားလေးကအဲ့လိုမျိုးလေမပြောဘူးအဲ့လိုမပြောဘူးဟုတ်လားဒီပါမပြေလောင်လုပ်ပြီးမယ်ဟုတ်ကဲ့ဒါလေးတာဟုတ်ပြေလောင်လုပ်ပြီးမယ်နော်ဟုတ်ကဲ့တော့တောင်းလာအဲ့ဒါသမီးကဘယ်နှလားတော့စောင့်ပေးရမှာလဲ2လလောက်တော့တောင်းပြီးရော2လကြီးလား2လကတော့အသုံးကုန်ပေါ့ဟုတ်ကဲ့ဟုတ်2လတော့အသုံးကုန်ပေါ့ဒီကြားလည်းပြင်းပြင်းမှာဟုတ်ကဲ့ဟုတ်ဒီကြားလည်းပြင်းပြင်းမှာပေါ့လုပ်ပြီးမယ်လေနော်အဲ့ဒါပြေရလွယ်လို့ရပါဘူးဒီလိုချင်းညီဖုန်းနံပါတ်ပေးထားပြီးတော့မညပြောပြမယ်လေသမီးဖုန်းနံပါတ်အဲ့ကိုကြီးတော့တည်တယ်သိလားဟုတ်တည်ရလမ်းပြောပေးလိုက်မယ်လေဟုတ်ကဲ့ဟုတ်ပြောလို့ဘာမှတော့မပြောဘူးလားမပြောဘူးဟုတ်လားအဲ့ဒါပြောတာပါအရင်ကဘောလုံးတွေရောဂိမ်းတွေရောလောင်းထားတာပြီးတော့သမီးတို့စီကလောင်းထားလို့ရှိလိုက်တာရှိပြီးတော့သမီးကလည်းအခုဟာလိုလို့လာပြီးတော့လေဒီလိုပေါ့အမေတို့စီသွားလိုက်ဆိုလို့လာလိုက်တာဗျသမီးကဟုတ်တယ်ဘာလို့ဒီကြောင်းနေတော့မလို့ပြောဟုတ်လားအမလာပြောတာဒီပေါ့သူကလည်းအဲ့လိုမျိုးပတ်ထားတာညာဆိုတော့ပြောမှတော့လို့နေမှာပေါ့နော်အင်းဘောလိန်တို့ထားနေမှာပေါ့ဟုတ်ကဲ့2လလောက်တော့တောင်းလိုက်လုပ်ပြီဟုတ်ကဲ့ဟုတ်သမီးပြန်ရမှာပေါ့နော်ညညာလေးလားခေါ်ထားမှာလားအစင်ခေါ်ထားမှာလားဒါလေခေါ်ထားမယ်လေခေါ်ထားမှာတကယ်ခေါ်ထားမှာပေါ့ခေါ်ထားမယ်ဒါလေအဲ့ဒါသမီးလက်ဆောင်ပေးကြလိုက်မယ်ယူမလားပေးခဲ့လိုက်ယူထားမယ်တကယ်လားအဲ့ဆိုအဲ့ဒီစီသမီးသွားရအောင်မယ်နော်ဟုတ်ပါပြီပါတယ်လေကိုကဟုတ်ကဲ့အဲ့ဆိုပါအဲ့တယ်လေတော့ခေါ်လာအောင်မယ်လေနော်ဟုတ်ကဲ့ပါတကယ်နေခဲ့မှာခေါ်ထားမှာလားသိကြတယ်ကြည့်မလားဦးလေးရောလေးလေးရောကြည့်မလားကြည့်မှာပေါ့ဒီမှာကြည့်ပါဦးကွာအဲ့မှာအဝေးမှာရောက်နေတဲ့သားလေးလွင်စိုးကသူ့ရဲ့လစာရွှေနေစာလေးနဲ့ကြောလိုက်တာတဲ့အန်တီနဲ့ဦးနော်စောကလည်းသမီးကစတာတကယ်မဟုတ်ဘူးနော်သားလေးကအဲ့လိုလေးပြောခိုင်းလို့သမီးကပြောပေးရတာလေနော်ဒါဒီဘက်ကဝတရားကြီးအောင်ကတော့လုပ်ပြရမှာပဲနော်ဖြုံဟုတ်ကဲ့ဟုတ်မပြောဘူးလားအခုလိုမျိုးလေးသားလေးကကျေးဇူးလေးသိတတ်တော့ပြောတာပေါ့အဝေးရသားလေးကနော်ဦးလေးနဲ့အန်တီတို့အမှားစကားလေးလဲပါထားသေးတယ်သားလေးကကြာအခုကဘယ်မှာလဲထိုင်းမှာဘယ်နှစ်လောက်ရှိပြီလဲသွားတာဒီမှာ9လပဲရှိသေးတယ်မပြည့်သေးဘူးဟုတ်လား9လရှိသေးတယ်အဲ့ဒါအခုသားလေးကနော်အားလုံးပေါင်းအန်တီတို့အတွက်ဆိုပြီးတော့ငွေသား22သိန်းနဲ့ပန်းစည်းတောင်ပို့ပေးလိုက်တာရှင်ကခန်းစားချက်လေးပြောပြပါအောင်ပြောတာပဲရှိတယ်လေပြောတာပဲရှိတယ်ဦးလေးရောဘယ်လိုလေးခန်းစားရလဲပြောလိုက်ပါအောင်သားလေးပြောပါတယ်ဟုတ်ကဲ့ပါအဝေးရသားလေးကနော်အန်တီနဲ့ဦးလေးအတွက်ဆိုပြီးအမှားစကားလေးပါလိုက်သေးတယ်နော်အဲ့ဒါလေးကိုသမီးဖက်ပြအောင်မယ်နော်စကားလေးပါလိုက်သေးတယ်အရင်ရှိရတဲ့ဖေဖေနဲ့မမေကြီးတဲ့မိကောင်းလားတဲ့အလုပ်တွေလည်းနားနားနေနေလုပ်ပါနော်တဲ့ကျမကြီးကိုလည်းအထူးကယူဆိုင်ပါနော်အဖေနဲ့မေကြီးတဲ့အဖေနဲ့မေပြောတာလေးကိုမြင်ကျင်လို့တဲ့အခုလိုမျိုး surprise လေးပို့ပေးလိုက်ပါတယ်နော်တဲ့တာဖေဖေနဲ့မေ
မေမေပေါ်မှာတဲ့ကာယကံဝစီကံမနောကံနဲ့ပြမမိတာရှိရင်တဲ့လက်ဆက်ပြထိတ်မှမို့ရှင်ခိုးကြောလိုက်ပါတယ်အဖေနဲ့မေကြီးတဲ့ညစဉ်ညတိုင်းအဖေနဲ့မေကိုတဲ့ရှင်ခိုးကြောပြီးမှအိတ်ထားပါနော်တဲ့တားဘွားမှာအဖေနဲ့မေကိုဒါအရှိဆုံးပါတဲ့တားလိမ္မာနေပါပြီနော်အဖေနဲ့မေကြီးတဲ့အကိုအားထားပြရတဲ့တားလေးတယောက်ဖြစ်အောင်လေတဲ့လုပ်တွေအဝေးမှာစူးစမ်းနေပါတယ်နော်အဖေနဲ့မေကြီးတဲ့အဖေနဲ့မေဟာတဲ့တားတော့ရွယ်ရောက်တဲ့အထိတဲ့နေဘူးမရှောင်မိုးရမရှောင်နဲ့ပင်ပင်ပန်းပန်းနဲ့လူကျွေးခဲ့တာတဲ့အဖေနဲ့မေပါတဲ့ဒါကြောင့်မို့တားတဖန်ပြန်လို့ကျွေးမှာမို့တဲ့တက်ရှိကျမ်းမှာစွာနဲ့နေပေးပါနော်တဲ့အရန်ရှိတဲ့အဖေနဲ့မေဆိုပြီးတော့အဝေးမှာရောက်နေတဲ့တားလေးကအဲ့လိုမှစကားလေးပါလိုက်သေးတယ်နော်ဦးလေးရောအဝေးကတားလေးကိုဘာလေးပြောချင်သေးလဲပြောလိုက်ပါဦးဦးလေးရဲ့ရင်ထဲကခန်းစားချက်လေးပြောပြလိုက်ပါဦးတားလေးကဦးလေးရဲ့ရင်ထဲကစကားတန်လေးလေးကြားချင်မှာပဲလေနော်ပြောပြလိုက်ပါဦးပြောထားပြီဆိုပြောလိုက်အောင်လေဟုတ်ကဲ့ဟုတ်အန်တီရင်းနဲ့ခန်းစားချက်လေးပြောပြပါအောင်ခုလိုမျိုးသားလေးကကြောလိုက်တော့ဝဲလာတယ်လို့ပြောလိုက်ပါအော်ဟုတ်ကဲ့ပါပြောရမလားခုလိုမျိုးလေးသားလေးကကြောလိုက်တော့哇，ဦးကြီးတွေဘာနောက်ထပ်2ယောက်ကဘသူ့အတွက်လည်းမသိဘူးဟုတ်လားမဆိုင်လာတယ်ဆက်လာတယ်ဒီမိဘနှစ်ပါးကိုဒီလိုလုပ်ရမှာတယ်ဒီလည်းကျမ်းပါပါဒီဆက်နောက်ပါအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဒါအခုဟာအဝေးကတူလေးရပါတော့ဦးလေးအတွက်ဆိုပြီးတော့သူ့ရဲ့လာစာရွှေနေစာလေးနဲ့ကြောလိုက်တာဦးလေးရင်းနဲ့ခန်းစားချက်လေးပြောပြပါအောင်ရုပ်ထမှုဥပ္ပါအဝေးရနော်တူလေးရအမှားစကားလေးပါလိုက်သေးတယ်ဦးကြီးဖြစ်တဲ့ဦးကြီးနေနဲ့နေကောင်းအောင်နေပါနော်တဲ့ကျမကြီးလည်းအထူးဂရုစိုက်ပါနော်တဲ့ဦးကြီးပြောတာလေးကိုပဲမြင်ချင်လို့အခုလိုမျိုးလေး surprise လေးပို့ပေးပါတယ်နော်တဲ့ကျွန်တော်တို့ကိုတဲ့မလိမ္မာတာရှိရင်နဲ့စိုးဆုံးမပေးတဲ့ဦးကြီးကိုတဲ့အရန်ကျေးဇူးတင်ပါတယ်နော်ဦးကြီးရဲ့ကျမကြီးတက်တော်ရကြောရှိပါစေနော်ဦးကြီးရဲ့ဆိုပြီးတော့အဲ့လိုအဝေးရတူလေးကအမှားစကားလေးပါလိုက်သေးတယ်နော်ဦးလေးရောအဝေးရတူလေးကိုဘာလေးပြောချင်သေးလဲဦးလေးပြောကြည့်နေတာတော့ဗောကြီးသွားသတိလာသတိနေထိုင်ထားမယ်ဗောကြီးဟုတ်ကဲ့ဟုတ်ဒီပါလေးသတိဝိရိယနဲ့လောက်ရမယ်လို့သတ်မှတ်တာပေါ့ဟုတ်ကဲ့ဟုတ်တော့တို့ဗုဒ္ဓဘာသာလူမျိုးကအပမဒေတာတမ္မာဒေတာမမေးမလျော့တော့သတိတရားဖြင့်အလုပ်တွေကိုလောက်ရမယ်နော်ဟုတ်ကဲ့ပါလောက်လို့ရှိရင်အောင်မြင်မှုရမယ်ဟုတ်ကဲ့အဲ့ဒါအဲ့ဒီစုပဲပေးလိုက်ဟုတ်ကဲ့ပါတူလေးရောဒီလုံးဖို့ပဲမေးလျော့ခြင်းလုပ်ရင်ဒုက္ခအန္တရာယ်တွေ့ရှိရမှာဒီအားဖြင့်လုံးရမယ်ဟုတ်ကဲ့ပါတူလေး